တချို့ကောင်မလေးတွေရဲ့ပုံစံကလှလာဆိုပြီးကြည့်လိုက်ရင်လှနေတာမျိုးလည်းမဟုတ်ဘူးဗျမလှဘဲနဲ့တမျိုးလေးကြည့်လို့ကောင်းနေတာမလှဘဲနဲ့ချစ်ဖို့ကောင်းနေတာမြင်လိုက်ရတာနဲ့ကိုအကြည်တက်လေးရှိနေတယ်ပြီးတော့ချစ်ဖို့ကောင်းနေတဲ့ type လေးဖြစ်နေတယ်ဖြတ်ခနဲကြည်မိလိုက်တဲ့အခါကျရင်လှတယ်လို့မြင်မှာမဟုတ်ဘူးသူ့ရဲ့အလှပုံစံမျိုးကကျတော့ဒစိမ့်စိမ့်နဲ့ကြည်နေမှတရစ်ရစ်နဲ့ချစ်ဖို့ကောင်းလာတဲ့ပုံစံမျိုးကြာကြာကြည်လေလေပို့ပြီးချစ်စရာကောင်းလာလေလေပဲပြောရရင်ဗျာခန္ဓာကိုယ်ပုံစံအချိုးအစားတွေကလည်းအဲ့လောက်ကြီးဆွဲဆောင်မှုရှိနေတယ်တဲ့တော့မဟုတ်ဘူးဒါပေမဲ့သူ့ရဲ့နေပုံထိုင်ပုံပြောပုံဆိုပုံလေးတွေကအစားဆွဲဆောင်မှုဖြစ်နေတယ်မြင်လိုက်ရတဲ့သူအတွက်တမျိုးလေးပဲတခါတလေကြရင်ကလေးဆန်ဆန်ပုံလေးနဲ့ဥရဖို့ကောင်းတယ်တခါကြပြန်တော့လေလူကြီးဆန်တဲ့တိုက်ပုံစံပြောင်းသွားပြီးတော့တည်ငြိမ်တဲ့ပုံစံမျိုးလေးနဲ့ဆွဲဆောင်မှုရှိနေတတ်တယ်လှတာမျိုးမဟုတ်ဘဲနဲ့ချစ်စရာကောင်းတဲ့ပုံစံလိုဆွဲဆောင်မှုပဲရှိနေတယ်လို့ပုံစံလေးကတမျိုးလေးပဲကျွန်တော်တော်တော်လေးတော့အဲ့လို